မင်္ဂလာပါဒီနေ့မှာကျွန်တော်မိတ်ဆွေကို share လုပ်ပေးဖို့အတွက်ကိုခေါင်းစဉ်လေးရွေးထားတာတော့ရှုံးနှွေးမှုအတွက်ကိုပြင်ဆင်ထားပါဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်လူတော်များများပေါ့နော်ကျွန်တော်တို့အားလုံးကအောင်မြင်လာရင်ဘာတွေလုပ်ကြမလဲတနည်းအားဖြင့်ပြေးလဲလာရင်ဘာတွေလုပ်ကြမလဲဆိုတော့ကျွန်တော်တွေးထားကြတယ်ကျွန်တော်များလူတွေမတွေးတဲ့အချက်ပေါ့နော်ဘာလို့ဆိုတော့လဲတချို့အယူဝါဒတွေမှာလည်းမတွေးသင့်ဘူးပေါ့နော်ကိုကနေပြီးတော့တခုမပြေလည်မှုကကြိုတွေးရကောင်းတဲ့အရာမဟုတ်ဘူးလို့ထင်ကြတယ်ကျွန်တော်အနေနဲ့တော့မိတ်ဆွေတို့ကိုတိုက်တွန်းခြင်းနဲ့ကျွန်တော်လည်းပြင်ဆင်တာလေးကိုပြောတာလူဒီအမြဲတမ်းပြည်လည်နေမယ်လူဒီအမြဲတမ်းချောင်းလည်နေမယ်လူဒီရဲ့ကျမ်းမာရေးလူရဲ့စီးပွားရေးနော်ဒီတသက်မှတ်သေးဆိုတာဘယ်တော့မှမရှိဘူးနော်သူဆိုတာအမြဲတမ်းအနေမြင့်အတက်ကြဆိုရှိကျွန်တော်တို့မြင့်တဲ့အချိန်မှာဘာတွေလုပ်ရမလဲအတွက်ကိုပြင်ဆင်လို့မျိုးပဲကိုယ့်ရဲ့နှိမ့်ကြမဲ့အခြေအနေတစ်ခုမှလည်းကိုယ့်ရဲ့လောကဓာတ်ကိုဘယ်လိုခံနိုင်မလဲဆိုတာကျွန်တော်တို့ကကြိုတင်ပြင်ဆင်ဖို့အရေးကြီးနော်အဲ့တော့ကျွန်တော်ရဲ့ခေါင်းစဉ်လေးကတော့ရှုံးနေမှုအတွက်ကိုပြင်ဆင်ထားဖို့လိုအပ်တယ်ကျွန်တော်လည်းဒီရှုံးနေမှုနဲ့ပတ်သက်တဲ့ဟာတွေကိုဒါလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းကြုံအောင်ကိုကကျမ်းမာရေးပုံမှန်ကောင်းနေတယ်ရုပ်တရက်ကျမ်းမာရေးမကောင်းတဲ့ခြေနေဆိုတာလည်းဖြစ်သွားတတ်တယ်အဲ့ဒါမှကိုယ့်ရဲ့လုပ်ငန်းကပုံမှန်လုပ်နေတဲ့အခုဆိုရင်ကျွန်တော်တို့ကဘာမှခင်းချင်းတွေအများကြီးပြောင်းလဲမှုဖြစ်တယ်အဲ့ဒီခင်းချင်းပြောင်းလဲတဲ့အခါကျတော့အဲ့ဒီ side effect တွေကကျွန်တော်တို့ရှိရဲ့လူသားတွေကိုကျွန်တော်လိုက်ရတာကိုလုပ်တာမဟုတ်ဒါပေမဲ့ကိုဒီပရဝံအတိုင်းဝိုင်းထဲမှာနေတဲ့အတွက်ကြောင့်ဒီရိုက်ခတ်မှုတွေကျွန်တော်တို့ကရင်ဆိုင်ရမှာနော်အခုလုပ်ငန်းကအင်မတန်ကောင်းနေတယ်အမြဲတမ်းပုံမှန်ဝင်ရအမြဲတမ်းတာတယ်လို့ထင်ကြတယ်ဒါပေမဲ့ရုပ်တရက်အဲ့လုပ်ငန်းမကောင်းတော့နော်ဖြစ်သွားတတ်တဲ့အနေအထားတွေရှိကျွန်တော်တို့ဒီရှုံးနေမှုအတွက်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်လည်းအင်မတန်မှသတိထားပါတယ်လောကရန်ဆိုတာအမြဲတမ်းကျွန်တော်တို့အတွက်ကလူသားတွေအတွက်ကကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်အဲ့တော့မိတ်ဆွေတို့လည်းသတိထားပါကျွန်တော်လည်းဒီဥစ္စာလေးကိုအရင်နဲ့သတိချက်ထားတာတွေကိုကျွန်တော်ဒီနေ့ share လုပ်ပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါကျေးဇူးတင်ပါတယ်